အားလုံးပဲမင်္ဂလာပါခင်ဗျချယ်ဆီအခုပိုင်း VKP မှာပြန်လည်ကြိုးသွားတယ်ခင်ဗျညကဆန်နလန်ကိုရှုံးခဲ့တဲ့ပွဲမှာကျွန်တော်ချယ်ဆီအသင်းဘာတွေမှားခဲ့လဲဆရာကိုကျွန်တော်တို့အနေငယ်လေးပြန်လည်သုံးသပ်ကြည့်ရအောင်ပါခင်ဗျကျွန်တော်ပွဲထက်လူချင်းကိုပြောမယ်ဆိုရင်ကျွန်တော်ချယ်ဆီအသင်းကဒီ Nottingham Forest နဲ့ဒီဒုတိယပိုင်းမှာအလုပ်ဖြစ်ခဲ့တဲ့ပုံစံပေါ့နော်ဂျာအိုဘတ်ထိုးနံပါတ်10 row မှာထားပြီးတော့ဒီနံပါတ်9 row မှာမဂူရီကိုထားတဲ့ပုံစံနဲ့ပြန်ပွဲထွက်လာခဲ့တယ်ပေါ့နော်ဒါလည်းကျွန်တော်မျှော်လင့်ထားတဲ့ပုံစံမျိုးပါဗျဒီတော့ကုသမနေရာမှာဆို Robert Sanchez ခံစစ်ဘိုခံစစ်အတွဲမှာဆိုရင်တော့အာချင်ပေါင်နဲ့ချာလိုဘက်လိုပဲပွဲထွက်လာပါတယ်ပေါ့နော်ဒီ left back မှာဆိုရင်တော့ကူရဲလာ right back မှာ Racy Chain နဲ့ကွင်းလယ်မှာ Moise Caicedo Enzo Fernandez နဲ့ဒီခါနာချူတို့ဘတ်တို့ပါမယ်ပေါ့နော်နောက်ချန်တိုက်စစ်မှာဆိုရင်တော့ဂျာဟိုဘတ်တို့အထောက်မှာဆိုရင်တော့မက်ကူလို့ပွဲထွက်လာတယ်ပေါ့နော်၄နှစ်3နှစ်ပုံစံနဲ့ပဲပွဲထွက်လာတာဖြစ်ပါတယ်ဒီချီပါကူပြီးလိုက်ရတဲ့အလုံးမှာဆိုရင်ဒီချယ်ဆီခံစစ်မှာဖြစ်နေတယ်ပေါ့နော်ဒီရာစီတောက်လျှောက်ဖြစ်နေတဲ့ပုံစံမျိုးကိုပဲထပ်မံမြင်တွေ့ခဲ့ရတာပဲဖြစ်တယ်ပေါ့နော်ဒီလက်ပစ်ဘောကနေပြီးတော့ဧရိယာရဲ့အထိတစ်ဖက်သင်းကမြှောက်လိုက်တဲ့အချိန်မှာဒီ second ball တွေကနေပြန်ကြတဲ့အလုံးတွေရတယ်ကူပြီးလိုက်ရတာကကျွန်တော် Brentford နဲ့ပွဲမှာလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်နောက်ပြီးတစ်ချက်ပြောချင်တာကဒီချယ်ဆီသင်းရဲ့ခံစစ်ကာကွယ်ဖို့ပေါ့နော် highline defense ပဲပြောရမှာပေါ့နော်ဆက်ပြီးကာကွယ်ဖို့ highline defense ပုံစံပဲဒီနေရာမှာဆိုကြည့်လိုက်ပါဒီလူကျွန်းဖန်ကစားမယ် highline ကစားမယ်ဆိုရင်ပြီးဖြစ်ဖို့လိုတယ်ခင်ဗျနောက်ပိုင်းချယ်ဆီနဲ့ကစားတဲ့ပြိုင်ဘက်တွေဟာချယ်ဆီသင်းရဲ့ခံစစ်ကိုဒီလိုပုံစံနဲ့ဖြိုခွင်းဖို့များလာပြီဗျာဘယ်လိုလဲဆိုတော့ဒီမဲ့တစ်ဖက်ရှီတန်းကလူကျွန်းအနေထားမှာနေရာယူပြီးတော့ချယ်ဆီ defense line ကိုပြန်ဝင်မဲ့ခံစစ်ကစားသမားတွေကိုဒီလိုမျိုးပိတ်ဆို့ပြီးတော့ဒီလိုနေရာလွတ်ရှာပြီးတဲ့ပုံစံမျိုးတွေခဏခဏတွေ့လာရတော့မှဖြစ်တယ်ပေါ့နော်ဒါချယ်ဆီသင်းရဲ့ခံစစ်ဒီစက်ပီဒီမှာကာကွယ်ပုံရဲ့အားနည်းချက်တွေဖြစ်တယ်နောက်ပြီးကျွန်တော်ညကပွဲမှာကူရဲလာကိုသဘောကျပါတယ်ပေါ့နော်သူရဲ့ inverted fullback ကစားတဲ့ပုံစံကအရန်ကိုပြည့်စုံပါတယ်ပြီးရင် area ပြိုင်ဘက်သင်းရဲ့ area ပေါက်ထဲမှာနေရာယူပုံတွေကခဏခဏတွေ့ရတယ်ပေါ့နော်မက်ဂူရီချက်တောင်းနေရာယူမှုတွေပိုကောင်းတာတွေတွေ့ရတယ်ညပွဲမှာဆိုရင်ချယ်ဆီကကျွန်တော်ဆန်နလန်သင်းရဲ့ခံစစ်ကိုချီတီရောက်ထိုးပေါက်နိုင်တဲ့လုံကမရှိခဲ့ဘူးပေါ့နော်ဒီခါနာချိုသွင်းပြီးတော့နောက်ပိုင်းချယ်ဆီကဘာမှမဟုတ်တော့တယ်လို့ကိုဖြစ်သွားတယ်ဗျာဒါပေမဲ့သူတို့ကစားနေရတာတော့ EECC ပုံစံမျိုးဗျဟိုအချိန်တိုင်းကိုရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားသွားတာတွေကိုတွေ့ရတယ်ပေါ့နော်ပြိုင်ဘက် area ထဲမှာဟိုတိုက်စစ်ကစားသမားတွေစုပြုံရှိနေပေမဲ့ကိုရနိုင်တော့တဲ့အခွင့်အရေးမျိုးဖန်တီးနိုင်တာလည်းမတွေ့ရဘူးဗျကျွန်တော်တို့ဒါကြီးကိုအန်ဆိုမာရက်စ်ကလည်းအဖြေရှာမှရတော့မှာပေါ့နော်ပြီးရင်ကျွန်တော်ဒီလုံးမှာဆိုရင်ပက်ထရိုနက်တိုကိုကျွန်တော်သိတဲ့ပုံမကြဟုတ်ပေါ့နော်သူ့ရဲ့ဂါနာချိုစီထိုးပေးမှုရဲ့ထိုးပေးတဲ့အလုံးဟိုဘောလုံးဟာနည်းနည်းလိုအပ်ချက်တွေရှိခဲ့တယ်ပေါ့နော်ဒီဂါနာချိုအချိန်နဲ့ပြီးလာတဲ့အချိန်မှာဂါနာချိုအချိန်ကိုတက်လိုက်တယ်လို့ဖြစ်သွားတယ်ပေါ့နော်သူဘောလုံးပေးဖို့ကဂါနာချိုပြေးလန်းကြောင်းနဲ့ကိုကောင်းမွန်စွာမရောက်ဖ ೇನೆ ဂါနာချိုအချိန်တက်ပြီးတော့ယူလိုက်ရတဲ့အချိန်မှာကျွန်တော်တို့တကူရနိုင်တဲ့အခွင့်အရေးဆုံးရှုံးသွားတယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်ဒီပြီးလိုက်ရတဲ့ဒုတိယအကူပေါ့နော်ဒီကူမှဆိုရင်ကျွန်တော်ကဟိုလိုမျိုးခံရင်းခြင်းတဲ့ပုံစံမျိုးမဟုတ်ပြီမဲ့ကျွန်တော်တို့အသင်းဘက်ကလုံနိုင်တာရှိတာကိုအသင်းသားတွေကမလုံခဲ့တာကိုကျွန်တော်တကယ်အားမလို့အားမရဖြစ်ရတယ်ပေါ့နော်ဒီမှာဆိုရင်ကြည့်ပေါ့နော်ဟိုလူကျွန်းနေသားမှာရှိနေတဲ့ကစားသမားပေါ့နော်ဒီမဲ့ဆန်ဒလန်တင်းရဲ့ကစားသမားဒါကကျွန်တော်တို့ကိုဖန် Robert Sanchez ရဲ့ရင်ကွင်းကိုရှုပ်တယ်လို့ဖြစ်နေတယ်ဗျာဒါဟိုတယောက်မှ complain တက်တာမရှိဘူးပေါ့နော် offside ပြေးပါဘာညာအဲ့လိုမရှိဘူးပေါ့နော်ကျွန်တော်တို့ကဒီလုံးကိုပြီးလိုက်လေကိစ္စမရှိပေမဲ့ဒီလိုမျိုးကိုအသင်းကကစားသမားတွေကဒီလိုမျိုး complain မတက်တာကိုတော့ကျွန်တော်သိသဘောမကျဘူးပေါ့နော်ဒါကပွဲမှာမတ်ဂူရီကအသင်းဟောင်းနဲ့တွေ့ရတဲ့ပွဲမှာခြေတန်းမပြနိုင်ဘူးပေါ့နော်ခြေတန်းမပြနိုင်ဘူးဆိုတာကလည်းဟိုသူကအရင်ကလည်းခြေတန်းအရင်ကောင်းနေတဲ့ကစားသမားတော့မဟုတ်ပါဘူးကျွန်တော်တို့ရိတ်သက်တွေကြိုက်တာကသူ့ရဲ့ကျူးသားအားထုတ်မှုကိုပဲကြိုက်တာပေါ့နော်မခုမကက်ကစားပြီးတဲ့ပုံစံမျိုးလေးကိုကြိုက်တာပေါ့နော်ဒါပေမဲ့သူ့ရဲ့ဘောလုံး intelligence ကတော့ဟိုလိုအပ်ချက်တွေရှိပါတယ်နေရာယူဖို့မကောင်းဘူးအဆုံးသက်လည်းမကောင်းဘူးဘောလုံးလက်ခံပုံတွေလည်းမကောင်းဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်ပါညကကျွန်တော်တို့ချယ်ဆီကရှုံးတယ်လို့ရှုံးသွားတာပါဒီပွဲရဲ့အမှားတွေကိုသင်ခန်းစာယူပြီးတော့နောက်ပွဲတွေမှာအကောင်းဆုံးပြန်လာနိုင်ပါစေလို့ပဲကျွန်တော်ကတော့ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ